ရှေးတုန်းကတတိဝလံမျိုးစုံပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ဒုက္ခတတိချံကြီးတစ်ချမ်းရှိပါတယ်။အဲ့ဒီခြံထဲမှာအသီးတွေအားလုံးကတဦးနဲ့တဦးချစ်ချစ်ခင်ခင်ရှိကြပြီမဲ့ခြံရဲ့အလယ်ကတစ်ပင်ကြီးအောက်မှာတော့သူ့ကိုယ်သူတစ်သီးပင်ရင်လို့ကြွေးကြော်နေတဲ့ဒူရီရင်သီးအခိုးကြီးတစ်လုံးရှိပါတယ်။သူ့ဘေးနောက်မှာတော့အမြဲတမ်းပြုံးပျော်နေပြီးအကွက်ကလေးတွေနဲ့ထူးဆန်းတဲ့နာနတ်သီးညီလေးရှိတာပေါ့။ဒူရီရင်သီးအဖိုးကြီးဟာသူ့ရဲ့ချွန်ထက်တဲ့စိုးတွေကိုကြည့်ပြီးနေတိုင်းဂုံယူနေတတ်ပါတယ်။ဒူရီရင်သီးအဖိုးကြီးကဟာကြည်စမ်းငါရဲ့ဒီစူးချွန်တွေကိုကြည်စမ်းဒါတွေကငါရဲ့ရဲတိုက်တိုင်းတွေပဲငါအနားကိုဘသူမှမကတ်ရဲဘူးငါရဲ့အနတ်ကလည်းတောတစ်ပြင်လုံးပြန့်နေတာငါမှတကယ့်ဩဇာအာဏာရှိတဲ့ဘယင်ကွာဒူရီရင်သီးအဖိုးကြီးကနာနတ်သီးလေးဖက်လှည့်ကြည့်လိုက်သည်ဟေးနာနတ်သီးလေးမင်းကိုမင်းကြည့်စမ်းပါဦးကိုပေါ်မှာလဲမျက်စိတွေကအများကြီးနဲ့ကြည့်ရတာအယမ်းကိုရှုံထွေးတာပဲခေါင်းပေါ်ကတရဖူးကလည်းအရွက်စုပ်လေးစောင်းထားတယ်လို့ပဲငါလိုခံညားမှုမျိုးမင်းမှာဘယ်တော့မှရှိမှာမဟုတ်ဘူးနာနတ်သီးလေးကတော့အဖိုးကြီးရဲ့စကားတွေကိုစိတ်မဆိုးပဲနူးညံ့တဲ့အတန်နဲ့ပြန်ပြောပါရဲ့နာနတ်သီးညီလေးကဟုတ်ကဲ့ပါဖိုးကြီးရဲ့အဖိုးကြီးရဲ့စူးတွေကတကယ်ကိုခိုင်ခန့်ပါတယ်ဒါပေမဲ့ကျွန်တော်မှာမျက်စိတွေအများကြီးရှိတာကလောကကြီးရဲ့အလှအပတွေကိုထောင်ပေါင်းစုံကမြင်ရအောင်လို့ပါပြီးတော့ကျွန်တော်ရဲ့တရဖူလေးကလည်းကျွန်တော်ကိုနေရောင်ကြီးကနေကာကွယ်ပေးထားတာပေါ့ကျွန်တော်ကတော့အားလုံးနဲ့ချစ်ချစ်ခင်ခင်နေရတာကိုပဲသဘောကျပါလေဗျာဒူရီရင်သီးအဖိုးကြီးကတော်စမ်းမှာမင်းလိုအသုံးမကျရဲ့ကောင်ကစကားတွေလာတတ်နေသေးတယ်မင်းကဈေးလည်းမကြီးဘူးလူတွေကငှဲ့ကိုပဲဝိုင်းဝယ်ကြမှာကွာတနေ့မှာတော့ခြံရှင်ကြီးဟာဧည့်သည်တွေအတွက်အကောင်းဆုံးတစ်သီးကိုရွေးဖို့ရောက်လာပါတယ်ခြံရှင်ကြီးကအင်းဒီဒူရီရင်ကြီးကကြည့်ရတာတကယ်ကိုခံညားတာပဲအပြင်ခွန်ကလည်းမာကြောနေတာပဲဒါကိုပဲခွဲကျွေးလိုက်မယ်ခြံရှင်ကြီးကဓာတ်နဲ့အားစိုက်ပြီးခွဲလိုက်တဲ့အခါအကွဲထန် crack ဒါပေမဲ့ဒူရီရင်သီးအဖိုးကြီးရဲ့အတွင်းသားတွေကမဲပုတ်ပြီးစားမရအောင်ဖြစ်နေပါတော့တယ်ခြံရှင်ကြီးကဟာညမျောစရာပဲအပြင်ပန်းကတော့ဘယင်လိုပါလိုနဲ့အတွင်းထဲမှာတော့ပုတ်နေပြီပဲအနံ့ကလည်းမကောင်းတော့ဘူးလွှင့်ပစ်မှာပဲဒူရီရင်သီးအဖိုးကြီးအမိုက်ပုံးနဲ့ရောက်သွားတန်ခြံရှင်ကြီးကနာနတ်သီးလေးကိုမြင်သွားပြီးအခွန်းနွာလိုက်တဲ့အခါဝါဝင်းပြီးချိုမြင့်တဲ့အသားတွေကိုတွေ့လိုက်ပါရဲ့ခြံရှင်ကြီးကအိုးဒီနာနတ်သီးလေးကတော့ရွှေလိုပဲအယမ်းကိုအရသာရှိတာပဲဒါမှတကယ်အဖိုးတန်တက်သီးကွာသင်ခန်းစာအပြင်ပန်းကစူးတွေမာနတွေထဲအတွင်းစိတ်ထားဖြူစင်မှုကသာတကယ်တန်ဖိုးဖြစ်ပါတယ်